Forest ကိုအမောဖန်အောင်လုပ်ပြီးတော့၄မိုင်မှာဝင်ရောက်ခိုးနားခဲ့တဲ့ Chelsea အသင်းတော့လုံးဝထင်မှတ်ထားခဲ့တဲ့ရလဒ်တစ်ခုကိုပိုင်ဆိုင်ခဲ့ကြပါတယ်ဒီပွဲကအနိုင်ရသူစားကြီးဆိုတဲ့ပွဲစီတစ်ပွဲဖြစ်တဲ့အတွက်အသက်နဲ့ရင်ပြီးလောင်းကြီးထက်တဲ့ပွဲလိုတော့ပြောလို့ရပါတယ် Forest ကအသင်းကြီးတွေရဲ့ပိုးချမှုကိုပြန်လည်တွန်းလှန်နေခဲ့တဲ့ကလပ်အသင်းဖြစ်တဲ့အတွက်သူတို့တွေဟာတောပုံကြီး Robin Hood ရဲ့စိတ်သက်မျိုးပိုင်ဆိုင်ထားခဲ့တဲ့အသင်းဆိုပြီးတင်စားချက်မှာခံထားရတဲ့အသင်းပါပဲနောက်ပြီးတော့သူတို့တွေကဒီယာဒီပရီးမီးယားလိမှတ်ပေးစရာရဲ့အဆင့်3နဲ့အဆင့်4နေရာတွေမှာအချိန်ကာလတစ်ခုကြာရပ်တည်ထားခဲ့တဲ့တင်းမှာ Chelsea, Man City နဲ့ Newcastle တို့ဟာတောပုံကြီး Robin Hood စိတ်သက်မျိုးပိုင်ဆိုင်ထားတဲ့ Forest အသင်းကိုလိုက်မိနိုင်ပါမလားဆိုတဲ့ဝေဖန်သုံးသပ်ချက်တွေကလည်းဟိုလေးတချို့ဖြစ်ခဲ့ပါတယ်။ Nuno Santos ရဲ့ခြေသားမှုအောက်မှာ Forest အသင်းရဲ့လှပနေမှုကမြင်ရသူတိုင်းအတွက်ကြက်တီဖျားဖျားနဲ့ဆိုပြီးမြင်စားပြောရလောက်မယ်တော်တော်လေးကြီးကောင်းနေခဲ့ပါတယ်။အဲဒီလို Premier League မှာဇောင်းကြွနေတဲ့အသင်းကို Chelsea အသင်းဟာ Champions League ဝင်ခွင့်တနည်းအားအတွက် City Ground မှာတွားရောက်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ Champions League ဝင်ခွင့်ဟာ Chelsea တသင်းတည်းတင်မဟုတ်ပါဘူး Forest အသင်းတွေလည်းမျှော်လင့်ချက်တွေရှိနေခဲ့ပါတယ်။ရမန်တမတာကွာဟောက်မှုရှိနေတဲ့ Forest နဲ့ Chelsea အသင်းတွေနှစ်သင်းစလုံးဟာအနိုင်ရဖို့လိုအပ်နေခဲ့ပါတယ်။အဲဒီအတွက် Forest ကလည်း Chelsea ကိုမြေကြီးထွက်အောင်လုပ်ဖို့ပြင်ဆင်လာခဲ့တယ်လို့ Chelsea ကလည်း Forest ကိုမောဖန်အောင်လုပ်ပြီးပျက်စီးပစ်ဖို့အတွက်ပြင်ဆင်လာခဲ့ပါတယ်။ဒါကြောင့်လည်းပွဲက Forest fan တွေအတွက်ရော Chelsea ပရိသတ်တွေအတွက်ပါရင်ကုန်တန်းနေစုညံ့နေစေခဲ့ပါတယ်။နှစ်ပွဲစလုံးအနိုင်ရဖို့လိုအပ်နေတဲ့ဆိုပေမဲ့ဘယ်သူမှတိုက်စစ်ကိုအတင်းဖွင့်ပြီးကစားတာမျိုးမရှိသလိုတစ်ဖက်သင်းရဲ့ရိတ်ကြီးကိုကြည့်ပြီးတော့ကစားခဲ့ကြတဲ့အတွက်ပထမပိုင်းပြီးမှနှစ်သင်းစလုံးရဲ့ဂိုးပေါက်တက်မှုကတကြိမ်မှမရှိခဲ့ပဲဂိုးပေါက်လွှဲချုံမှုတွေနဲ့ပြီးဆုံးခဲ့ပါတယ်။ Neto ရဲ့ကန်ချက်ကလည်းဂိုးပေါ်ထောင်တက်သွားခဲ့တယ်လို့ Chris Wood ရဲ့ကန်ချက်ကလည်း Neto ကိုလိုက်ပြီးတော့တူခိုးခဲ့သလားထင်မဲ့ရလာအောင်ပဲမိုးပေါ်ပဲထောင်ကန်နေကြရင်ပထမပိုင်းဟာဂိုးပေါက်တက်မှုတကြိမ်မှမရှိပဲပြီးဆုံးခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းကိုရောက်လာခဲ့တဲ့အချိန်မှာ Forest အသင်းနဲ့ Chelsea အသင်းကအနည်းငယ်ပိုလှုပ်လာခဲ့တာမြင်ခဲ့ရပြီးဒုတိယပိုင်းပြန်ဆလို့9မိနစ်ကြာမှ Neto ရဲ့ပေးပို့မှုကနေခိုးဘက်ကလွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းပြီးတော့ Chelsea အသင်းနဲ့တလုံးတည်းသောအနိုင်ဂိုးကိုရယူပေးခဲ့ပါတယ်။ဒါ Chelsea အသင်းလိုချင်နေတဲ့မျှော်လင့်ချက်ဖြစ်တယ်လို့ Chelsea အသင်းတန်းတာနေတဲ့တောင်းတမှုတစ်ခုပါပဲ။တပိုင်းကိုဝဲရဲ့ဒီယာဒီဒုတိယမြောက် Premier League သွင်းကိုဖြစ်ပြီးတလုံးဆိုတလုံးထိထိရောက်ဖြစ်ခဲ့ပါတယ်။တစ်ဖက်မှာလည်းဘယ်လာကလည်းမန်ယူကိုရှုံးနေခဲ့တဲ့အချိန်မှာတော့ Forest အသင်းဟာလက်ကျန်မိနစ်တွေမှာချေပါကုန်းနဲ့အနိုင်ဂိုးတွေရဖို့ရေးတိုက်စစ်ကစားသမားတွေတောက်လျှောက်ထည့်ပြီး Chelsea ကိုဖိအားပေးမှုတွေပြုလုပ်ခဲ့ပြီပဲ။ Chelsea ရဲ့ခံစင်းနဲ့ကိုသမား Robert Sanchez တို့ဟာအမားရမရှိကစားခဲ့ကြပြီး Champions League ဝင်ခွင့်ကိုရရှိခဲ့ပါတယ်။တစ်ဖက်မှာငှက်ကြားတွေကလည်း St James Park မှာ Moyes ရဲ့ Everton ကိုရှုံးနေခဲ့တဲ့အတွက် Chelsea အသင်းဟာ Forest ကိုအမောဖန်အောင်လုပ်ခဲ့ပြီးနောက်၄မိုင်မှာဝင်ရောက်ခိုးနားခဲ့ပါတယ်ဒီနေရာမှာတခုပြောချင်တာကပတ်စင်တီးကြတဲ့ခံမှန်းချက်တွေကိုသိကြဖို့အတွက်ကျွန်တော်တို့ရဲ့ Golden Goal application ကိုလည်း Play Store မှာ download ရယူပြီးတစ်လကို9900ကျန်တော့တဲ့ VIP member ဖြစ်ဝင်ရောက်ကအကောင်းဆုံးပွဲစဉ်ခံမှန်းချက်တွေကိုဝင်ရောက်ကြည့်ရှုနိုင်ပြီးဆိုတာပါပဲ။ Chelsea တင်ဟာ Premier League မှတ်ပေးစရာအဆင့်၄နေရာမှာရပ်တည်ပြီး Champions League ဝင်ခွင့်ရသွားခဲ့တယ်လို့မျိုး Guardiola ရဲ့ Man City ကလည်း Fulham ကိုမူးမမှန်အောင်လုပ်ကအဆင့်3နဲ့ယာတီပိတ်တင်းခဲ့ပါတယ်။ Premier League Champion Liverpool နဲ့300တီဆက်စီသူလင်ဖြစ်ခဲ့တဲ့အာဂျီတို့ကလည်းအစိုးကြီးကလေးက Champion League ဝင်ခွင့်ရထားခဲ့ကြတယ်လို့အဆင့်9ကငှက်ကြားတွေနဲ့ဂိတ်ကိုဂဲနဲ့ထူကြတဲ့ချက်ဖကြီးတို့ဟာလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ကိုစီရရှိခဲ့ပါတယ်။အဆင့်6က Villa နဲ့ FA ချန်ပီယံ Palace တို့ဟာ Europa League ကစားရမှာဖြစ်ပြီးတော့ဒေါ်ပုံကြီး Robin Hood တို့ကတော့အဆင့်9မှာရပ်တည်ခဲ့တာကြောင့် Conference League ပြိုင်ပွဲကိုရှင်းပြိုင်ရတော့မှာပဲဖြစ်ပါတယ်။